ကိုဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးလူတိုင်းဟာမိမိတို့ရရှိလာတဲ့ဘဝတစ်ခုကောင်းအောင်မပြင်ဘူးဆိုလို့ရှိရင်ဘဝတွေဟာနှိမ့်ကြပြီးတော့မလမပအခြေအနေမျိုးတွေရောက်သွားနိုင်တယ်လောကမှာအခုလိုပြုပြင်ပြီးတော့ကိုယ့်ဘဝကိုပြုပြင်ပြီးတတိတံပစဉ္ညာတရားရှိထားပွားများအထောက်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့သွားကြဘုရားအလောင်းတော်တွေဆိုတာကိုယ့်ဘဝကိုပြင်ပြီးလို့ထူးခြားအောင်မြင်မှုရပြီးတော့ဘဝမှာထက်တန်းကြတယ်နောက်ဆုံးမှာဘဝဒုက္ခတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်ကြတယ်ဒါကြောင့်မို့ကိုယ့်ဘဝကိုပြင်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ကိုယ့်ဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးကိုယ့်ဘဝကိုထိန်းကျောင်းပြီးတော့ပြုပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာအမှန်တမ်းထူးခြားတဲ့အနေအထားမျိုးကိုရရှိသွားတယ်ဘောရဝဘုရားလောင်းဟာမူလကဘုရားလောင်းမဖြစ်ခင်အလွန်ဝေးလံတဲ့အချိန်တုန်းကဒီလိုသူတော်စင်သူတော်မြတ်အနေနဲ့တွေ့ရမှာမဟုတ်ဘူးဘဝမှာဘဝမျိုးစုံကျင်လီခဲ့ထိုကျင်လီခဲ့တဲ့ဘဝတွေထဲမှာကိုထိန်းချောင်းပြုပြင်သွားသည့်အတွက်ကြောင့်နောက်ဆုံးဟာဘုရားဖြစ်သူရောက်ပြီးတော့သွားတယ်ဆိုတာယုံမှားစရာမရှိဘူးပေါ့ဒါကြောင့်မို့ကိုယ့်ဘဝကိုပြင်တဲ့ပုဂ္ဂိုလ်သားလည်းထူးခြားအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားကဟောတာမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေထဲမှာဘုရားကဟောကြားထားတဲ့စကားတရားတစ်ပုဒ်ရှိတယ်အတ္တနင်စေပိယံစဉ္ညာရခေယနံသူရခိတံတိဏံပညတရံယာမံပฏิစက္ခေယပဏိတောလောကလူတွေဟာလူတိုင်းကိုချစ်ခင်ကြတယ်ကိုတန်ဖိုးထားကြတယ်ကိုလေးစားကြတယ်မြတ်စွာဘုရားကလည်းအတ္တသမံပေမနတ္ထိမိမိကိုယ်နဲ့အလားတူတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးကိုဟာအချစ်ဆုံးပဲလို့ဒီလိုဟောထားတဲ့သုတ်တန်တွေရှိတယ်ဒါလူသဘာဝကိုဟောတာကိုလည်းဆန်းစစ်ကြည့်လို့ရှိရင်လောကမှာချစ်ခင်စရာပုဂ္ဂိုလ်တွေမြောင်များစွာရှိတော့လေကိုချစ်ခင်ဆုံးဆိုတာဘယ်ဓမ္မသိကြတယ်ပေါ့အဲ့တော့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုပြင်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်မြတ်စွာဘုရားကတတိပေးထားတာအတ္တနင်စေပိယံစဉ္ညာကိုချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ယူဆမယ်သိမြင်မယ်ဆိုလို့ရှိရင်တဲ့ရခေယနံသူရခိတံကိုစောင့်ရှောက်ပါပြုပြင်ပေးပါလို့ဒီလိုပြောတာအဲ့တော့ကိုမပြင်လို့ရှိရင်ချစ်ရမရောက်ဖဲနဲ့နှစ်ရရောက်တယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မလို့ကိုချစ်ခင်တဲ့လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်တဲ့ပြုပြင်ရမယ်တဲ့တိဏံမညတရံယာမံပฏิစက္ခေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာလူရဲ့ဘဝမှာအရွယ်၃မျိုးဆိုတာရှိတယ်ဒါတက်တန်းတရားရှိတဲ့လူသားတွေကိုသုံးပုံလိုက်တဲ့အခါကျတော့အရွယ်၃ပါးလို့ဒီလိုသတ်မှတ်ထားတယ်အရွယ်၃ပါးဆိုတာပထမအရွယ်ရဲ့ဒုတိယအရွယ်တတိယအရွယ်ပေါ့အဲ့တော့အသက်100တန်းဆိုလို့ရှိရင်တော့ပထမအရွယ်ဆိုတာပထမ33နှစ်ပဲဒုတိယ33နှစ်ကိုဒုတိယအရွယ်တတိယ33နှစ်ကိုတတိယအရွယ်လို့ဒီလိုအရွယ်၃ပါးပိုင်းခြားပြီးတော့ခွဲခြားပြီးတော့ကြည့်လို့ရတယ်လူတွေဟာအရွယ်လိုက်ကိုပြုပြင်ကြရတယ်ကိုဘွားကြီးပွားတိုးတက်အောင်လုပ်ကြအဲ့ဒီမှာကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာအရွယ်၃ပါးမှာတစ်ပါးကိုဧကန္တိဋ္ဌကိုပြုပြင်တဲ့အလုပ်ကိုလုပ်ရမယ်ကဲပြီးမလုပ်လို့ရှိရင်လူဘဝဟာပထမအရွယ်ပြီးရင်ဒုတိယအရွယ်ရောက်မယ်ဒုတိယအရွယ်ရောက်ပြီးရင်တတိယအရွယ်ရောက်မယ်တတိယအရွယ်ပြီးလို့ရှိရင်ဘဝတစ်ခုကကုန်ဆုံးမယ်ဒါရေဝံရစကားအနေနဲ့ပြောတာလူတိုင်းဟာအရွယ်၃ပါးလုံးပြည့်စုံအောင်နေနိုင်တာမဟုတ်ဘူးပထမအရွယ်သိခြင်းလဲသိမယ်ဒုတိယအရွယ်သိခြင်းလဲသိမယ်တတိယအရွယ်သိခြင်းလဲသိမယ်အဲ့တော့အရေးကြီးဆုံးကလူဘဝရောက်လာလို့အသိဉာဏ်ရှိလာပြီဆိုတာနဲ့တပြိုင်နက်ကိုယ်မှာအကျင့်စရိုက်တွေကိုကိုယ့်အကိုသိအောင်ကြိုးစားအကျင့်စရိုက်တွေဘယ်လိုအကျင့်စရိုက်တွေရှိသလဲရာဂစရိုက်ရှိသလား
ရာဂဇယိုက်ဆိုဒီမှာကောင်းတာကိုကြိုက်တယ်လူတိုင်းတော့ကောင်းတာကြိုက်ပေမဲ့လို့သူများတဲ့လွန်လွန်ကင်းကင်းလောဘကြီးသလားလွန်လွန်ကဲကြီးလောဘကြီးသလားအရာရာမှာတွေ့တာမှုတွေများနေသလားဆိုတော့လောဘဇယိုက်ရှိလို့ရှိရင်ထိုလောဘဇယိုက်ရာဂဇယိုက်ကိုလျှော့ချပေးဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့လျှော့ချပေးတာဟာပြုပြင်ခြင်းတစ်မျိုးပဲဒေါသဇယိုက်ရှိတဲ့ပုဂ္ဂိုလ်ကထိတ်ခနဲ့ဆိုရင်စိတ်တူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီစိတ်တူမှုဆိုတဲ့ဒေါသတွေမိမိတဏ္ဍာမှာရှိသလားကြီးထွားနေသလားဆိုတာအဲ့ဒါကိုကိုယ်ဆန်းစစ်ပြီးတော့ဒေါသဇယိုက်ရှိလို့ရှိရင်ဒေါသဇယိုက်ကိုလည်းပဲခုဘဝမှာပြင်ရမယ်မပြင်ဘူးလို့ဆိုရှင်ဘယ်ဘဝရောက်ဒေါသဇယိုက်ကြီးကမပြောက်ဖဲနဲ့ဖြစ်တတ်တယ်နောက်တစ်ခါမောဟဇယိုက်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုရင်အရာရာမှာစဉ်းစားဆင်ခြင်မှုတွေအားနည်းတယ်လုံးတင်တာနဲ့မလုံးတင်တာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတင်တာကိုလုံးတင်တယ်လို့ထင်တယ်လုံးတင်တာကိုမလုံးတင်ဘူးလို့ထင်တယ်မောဟဇယိုက်ရှိတဲ့ပုဂ္ဂိုလ်ကပြောလိုက်ရင်လည်းအမှားနော်ကြံတွေးလိုက်ရင်လည်းအမှားလုံးလိုက်လို့ရှိရင်လည်းအမှားကိုပဲလုံးမိတတ်တယ်အဲ့ဒါလို့မမယွင်းယွင်းနေလုံးမိပြီမောဟတရားရဲ့လွန်ဖို့ခံရပြီဆိုလို့ရှိရင်အရာရာမှာသိမြင်နိုင်စွမ်းမရှိပဲနဲ့မှားယွင်းတဲ့လောက်ရတဲ့နဲ့ပဲအမှန်တရားပဲမရောက်ပဲမှားယွင်းတဲ့လောက်ရတဲ့လှုပ်ရင်းနဲ့ဘဝမှာနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့လို့ဒီမကောင်းတဲ့ဇယိုက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့ဇယိုက်တွေဆောင်းတာဟာကိုယ့်ကိုပြင်တာပဲလို့ဒီလိုဆိုလို့လားဒီကနေ့ခေတ်မှာမြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာဘုရားဘာသာဝင်မိသားစုတွေမှာလူလာဖြစ်ကြတယ်အဲ့ဒါလူလာဖြစ်ကြတဲ့အခါမှာမိမိတို့ရဲ့အကျင့်ဇယိုက်တွေကိုမိမိတို့ကိုယ်တိုင်သိအောင်ကြိုးစားဖို့သိအောင်ကြိုးစားပြီးတဲ့အခါမှာအဲ့တော့သိအောင်ကြိုးစားဖို့လို့ဆိုတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့သိရတယ်လဲလို့ဆိုရင်အခုလိုတရားဝဲတွေကျင်းပပြီးတော့တရားနာရတယ်တရားနာလို့ရှိရင်အသိဉာဏ်ရတယ်အသိဉာဏ်ရတဲ့အခါမှာကိုယ့်ရဲ့ဇယိုက်တွေကိုကိုယ့်အကိုအကဲခတ်နိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဇယိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုသိရှိနားလည်ပြီဆိုရင်ထိုဇယိုက်ကိုပြောင်းရင်းစေတဲ့ကမ္မထာနေလည်းပဲအတီးတီးပေးထားတာရှိတယ်ပေါ့ဆိုလိုတာကတော့ယောဂနဲ့ဆေးတဲ့အောင်ပေးဆိုတာလို့ယောဂရှိရင်ဆေးရှိတယ်ဆိုတာလို့ဇယိုက်ဆိုးတွေရှိရင်ဇယိုက်ဆိုးတွေကိုပျောက်ကင်းစေနိုင်တဲ့ကျင့်စဉ်တွေရှိနေတာပဲပေါ့